ယူပါလိဖိုင်နယ်ကနေစားခဲ့တဲ့ဇလန်တပုတ်နဲ့ဂါနာချိုရဲ့မန်ယူတို့ရဲ့အကွဲပြဲဇလန်ပြည်သူများလုံးဝမင်္ဂလာပါ MT Daily Sport Page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်လူနီယာဘာကြောင့်ဝေးကွာခဲ့တာလဲဆိုရင်များသောအားဖြင့်တော့နားလည်မှုတွေကြောင်းလို့ဆိုရမှာပါတချို့သောအကြောင်းအရာလေးတွေကတေးသေးလေးကနေအကြီးကြီးဖြစ်သွားတတ်ပြီးချင်းလျက်နဲ့လမ်းခွဲသွားရတဲ့ဇလန်တွေဟာမှတ်တမ်းစာအုပ်တုံးနေတော့လုံလောက်မှာမဟုတ်ပါဘူးမတင်မဲ့တဲ့ဖြစ်ပျက်လေးတွေကနေကြီးမားတဲ့ပြဿနာတွေဖြစ်သွားနိုင်ပြီးနှစ်ယောက်ကြားကနားလည်မှုတွေဟာပိုပြီးတင်းမာသွားတာမျိုးတွေဖြစ်သွားတတ်ပါတယ်အခုလည်းဂါနာချိုနဲ့မန်ယူတို့ဟာအဆင်မပြေစရာတချို့ရှိလာခဲ့ကြပါတယ်ဖြစ်ပေါ်လာခဲ့တဲ့ပြဿနာကတော့ပြီးခဲ့တဲ့ယူပါလိဖိုင်နယ်ပွဲစဉ်ကနေစတင်လာခဲ့တာဖြစ်ပါတယ်ဂါနာချိုမန်ယူအသင်းတွေယူပါလိပြိုင်ပွဲတစ်လျှောက်မှာခြေစွမ်းကောင်းတွေကိုပြသပြီးတွင်းကိုတချို့ရယူခဲ့တဲ့ကစားမတစ်ယောက်ပါဒါပေမဲ့လည်းယူပါလိဖိုင်နယ်ပွဲစဉ်မှာတော့ဂါနာချိုဟာနီးပြအမရင်ရဲ့ပြစ်လက်ချင်းကိုခံခဲ့ရပြီးပွဲထွက်လူစင်းကလည်းအရန်ခွန်ကိုပို့ဆောင်ခြင်းခံခဲ့ရပါတယ်ဂါနာချိုတော့ယူပါလိဖိုင်နယ်ပွဲစဉ်နဲ့ပတ်သက်ပြီးအဆင်ပြေမှုတွေတော်တော်လေးများခဲ့တယ်လို့ဆိုရမှာပါအသင်းအတွက်အကောင်းဆုံးစူးစမ်းပြီးပေးဆက်ခဲ့ပေမဲ့လည်းဂါနာချိုဟာမေဆွန်မောက်ပြန်လည်ကောင်းမွန်လာတဲ့အခါမှာတော့နီးပြဖြစ်သူရဲ့ပလေချင်းကိုခံခဲ့ရတာဖြစ်ပြီးပြီးခဲ့တဲ့ချဲဆီအသင်းနဲ့ပွဲစဉ်မှာလည်းဂါနာချိုဟာပွဲထွက်ကစားမစင်းကနေ challenge ချင်းခံခဲ့ရပြီးမိနစ်90ရောက်မှလူစားဝင်ကစားဝင်ရရှိခဲ့တာပါအဲလိုပွဲထွက်ကစားခွင့်ကနေ challenge ခံခဲ့ရပြီးတဲ့နောက်မှာတော့ဂါနာချိုကအခုလိုပဲဖွင့်ရသွားခဲ့ပါတယ်ဖိုင်နယ်ကိုမရောက်ခင်ထိကျွန်တော်ပွဲစဉ်တိုင်းမှာပွဲထွက်ကစားခွင့်ရခဲ့ပြီးအသင်းကိုကူညီပေးခဲ့ပါတယ်ဖိုင်နယ်ကိုရောက်လာတော့မိနစ်20လောက်ပဲကစားခွင့်ရခဲ့တယ်ဘာကြောင့်လဲဆိုတာကျွန်တော်မသိပါဘူးဖိုင်နယ်နဲ့ပတ်သက်လို့ဒီဘောလုံးရသည်ဒီကလပ်အသင်းနဲ့ပတ်သက်တဲ့အခြေအနေတစ်ခုလုံးကိုကျွန်တော်မသိတော့ပါဘူး။နေအားလည်းရက်ကိုကျွန်တော်ကောင်းကောင်းအချိန်ကုန်လိုက်ပါဦးမယ်။ပြီးရင်တော့ဘာဖြစ်မလဲစောင့်ကြည့်ကြတာပေါ့ဆိုပြီးဂါနာချိုကပြောသွားခဲ့တာပါ။ဒါကြောင့်လာမယ့်နေ့မှာဂါနာချိုတယောက်အသင်းကနေထွက်ခွာတော့မလားဆိုတာစိတ်ဝင်စားစရာကောင်းလာခဲ့ပါပြီ။မန်ယူရဲ့ဗန်ဒါရေးအခြေအနေရကစားမအထွက်ပြနိုင်မှာအဝင်ရှိမှာဖြစ်တဲ့အတွက်အာဂျင်တီးနားကျယ်ဝင်းကိုလက်လွတ်သွားရနိုင်ခြင်းရှိနေကြတာလည်းဖြစ်ပါတယ်။ဘောလုံးအားကစားနဲ့ပတ်သက်တဲ့သတင်းတွေကိုအကောင်းဆုံးတင်ဆက်ပေးနေတဲ့ကျွန်တော်ရဲ့ page ကိုလည်း like and follow လေးလုပ်ပေးခဲ့ကြဖို့ဖိတ်ခေါ်လိုက်ပါရစေ။အဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးထူးပဲတင်ရှိပါရခင်ဗျာ။